အောင်မြင်မှုတွေနဲ့ဗျာဝေးကွာနေတဲ့ကျွန်တော်တို့ချက်စီးအသင်းအတွက်စီမူနီရဲ့ never say တိုင်းစိတ်ထက်ကတကယ်ပဲအားကိုးရဖြစ်လာမလားဆိုတာဒီဘောလုံးဝါသနာရှင်တွေဗျာစိတ်လှရှားစွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီဘောလုံးလောကကိုလှုပ်ခတ်သွားစေမဲ့သတင်းတစ်ခုကထွက်ပေါ်လို့လာပါတယ်အင်္ဂလန်အခြေစိုက်ဗျာဒက်ဆန်သတင်းဌာနရဲ့ဖော်ပြချက်အရချက်စီးအသင်းဟာဗျာဒီအတလက်တီကိုမက်ဒရစ်ရဲ့ဂနဝင်နီးပြကြီးဒီယေဂိုစီမူနီကိုခေါ်ယူဖို့အလေးအနက်စိတ်ဝင်စားနေပါတယ်အသင်းနဲ့ဗျာကာလာရှေလက်တွဲခဲ့တဲ့ဒီအတလက်တီကိုကနေဗျာရှာဒီကုံမှာထွက်ခွာတော့မယ်စီမူနီကကျွန်တော်တို့ဒီချက်စီးအသင်းရဲ့နီးပြသစ်ရေပန်းစားမှုစင်မှာထိဆုံးကနေနေရာယူလာခဲ့ပါတယ်အခုတစ်ခေါက်မှာတော့ဒီချက်စီးဖို့အဖွဲ့ရဗျာ၎င်းတို့ရဲ့ရခင်မူဝါဒဖြစ်တဲ့လူငယ်နီးပြခန့်အပ်ရဲ့အစီအစဉ်ကိုခက်တာဘေးဖယ်ထားပြီးတော့ဒီဝိုင်းရဲ့အတွေ့အကြုံရှိတဲ့နီးပြမျိုးကိုဗျာပြောင်းလဲဥတီလာတာကိုမြင်တွေ့ရပါတယ်စီမူနီလိုဗျာအသင်းတဲ့မှာဆယ်စုနှစ်တစ်ခုကျော်ကြာဗျာအောင်မြင်မှုတွေတိစောက်ပြခဲ့ဘူးတဲ့ခေါင်းဆောင်မှုပရိုဟန်မျိုးဟာဒီချက်စီးလက်ရှိအခြေအနေကိုဗျာပြန်လည်တက်မှတ်ပေးနိုင်မယ်အဖြစ်တစ်ခုလို့ဒီဘုတ်ဖွဲ့ကယုံကြည်နေပုံရပါတယ်ထူးခြားချက်အနေနဲ့ဗျာချက်စီးအသင်းကိုဒီထင်းချုပ်ထားတဲ့ဘလူးကိုအိုစုကဒီတောင်အမေရိကတိုက်ကဗျာနီးပြတွေအပေါ်အစဉ်အဆက်သဘောကျခဲ့တာကိုတွေ့ရပါတယ်အရင်ကဗျာဒီပိုချက်တီနိုကိုခန့်အပ်ဖို့ကတည်းကဒီမာဆယ်လိုဂယ်လာဒိုဖီလီပီလူဝဲတို့လိုဗျာနီးပြတွေကိုလည်းစောင့်ကြည့်ခဲ့မှုတဲ့အတွက်ဒီအာဂျင်တီနာသားကြီးဗျာဒီစီမူနီကိုလည်းချင်းကပ်လာတာကအံ့ဩစရာတော့မဟုတ်ပါဘူးတောင်အမေရိကနီးပြတွေရဲ့ဗျာပြင်းပြတဲ့စိတ်ဓာတ်နဲ့ဒီအနိုင်မခံလိုတဲ့အသွင်ပြင်ကိုဗျာဘလူးကိုအိုစုကအထူးနှစ်သက်နေကြတာပါတကယ်လို့သာဗျာစီမူနီတယောက်စတန်ဖို့ဘရိတ်ကိုရောက်ရှိလာခဲ့မှဆိုရင်ချက်စီးရဲ့ကစားဟန်ဟာဗျာပုံမမာကြောပြီးတော့တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ရှိတဲ့အသင်းအဖြစ်ဗျာပြောင်းလဲသွားမှာတေချာတော့ပါပဲအောင်မြင်မှုတွေနဲ့ဗျာဝေးကွာနေတဲ့ကျွန်တော်တို့ချက်စီးအသင်းအတွက်စီမူနီရဲ့ never say တိုင်းစိတ်ဓာတ်ကတကယ်ပဲအားကိုးရဖြစ်လာမလားဆိုတာဒီဘောလုံးဝါသနာရှင်တွေဗျာစိတ်လှရှားစွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးသွားကြတဲ့ချက်စီးဖန်ကြီးကိုတဦးတယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျ